အားလုံးပဲမင်္ဂလာပါကျမကတော့ကလေးငယ်လေးတွေကိုခိုးရပါတာစကားရေးတက်ဖတ်တက်ပြောတတ်အောင်သင်ကြားပေးသွားမယ်ဆမ်မဲဖြစ်ပါတယ်ဆမ်နဲ့အတူခိုးရပါတာစကားကိုနေ့စဉ်လေ့လာလို့ရအောင်ဆမ်ရဲ့ page ကိုလည်း like and share လေးလုပ်သွားပေးဖို့ပြောချင်ပါတယ်ရှင်ဒါဆိုလို့ရှိရင်သင်ခန်းစာလေးကိုစလိုက်ကြရအောင်သွားမယ်တရကိုဆက်သွားပါမယ်စုစုပေါင်းခိုးရတရဘယ်နှလုံးရှိလဲဆိုတော့20လုံးရှိမှတင်ခဲ့တဲ့တတန်ထွက်တရတွေရဲ့နှစ်တန်ထွက်တရတွေရဲ့အားလုံးရောပြီးမှပေါင်းလိုက်မယ်ဆိုရင်ဒီလို20လုံးထွက်လာပါတယ်အဲ့တော့အဲ့ဒါကိုတတန်ထွက်ရဲ့နှစ်တန်ထွက်ရောထားတာပေါ့နော်အဲ့တော့အဲ့ဒါကိုပြန်ပြီးတော့ဒီအထိပေါ့နော်အယောင်ကခဏလေးနော်ဒီအထိက10လုံးတဲ့နော်တရအဲ့ဒီ10လုံးကို1လို့မှတ်မယ်တရ1လို့မှတ်ပြီးတော့အောက်က17လုံး1 2 3 4 5 6 7 8 9 10 11ဒီ17လုံးအောက်က17လုံးကိုကြတော့တရ2လို့မှတ်ပါမယ်တဲ့နော်ဒါတွေအားလုံးကတတန်ထွက်အတန်ရဲ့နှစ်တန်ထွက်အတန်ရဲ့ရောထားတာဖြစ်ပါတယ်အဲ့တော့တရ1က10လုံးတရ2ကဘယ်နှလုံးလဲ17လုံးဟုတ်တယ်နော်တရ2က17လုံးအဲ့လိုမှတ်မယ်နော်အဲ့တော့အဲ့ဒါကိုလေတတမီမီတို့ကြက်တာအရင်ခက်တယ်ဘလို့ကြက်အရင်ရောတာပဲအတန်ထွက်လဲအားလုံးတူတဲ့ဟာတွေလည်းများလိုက်တာကြာအဲ့လိုလူတွေတဲ့ဆမ်ကနောက်ထပ်ကြက်နီးကိုပြန်ပြီးမှတင်ပေးမှဖြစ်ပါတယ်အဲ့ဒါလဲဘီကိုဆိုခဲ့တဲ့အတိုင်းတချင်လေးနဲ့ဆိုမှဖြစ်ပါတယ်ဒါမှတ်ထားပြီလားအပေါ်က10လုံးကိုတရ1အောက်က17လုံးတရ2မှတ်ထားရမယ်နော်ဒါဆိုရင်ဒါလေးကိုလည်းတချင်လေးနဲ့ဆိုမှဖြစ်ပါတယ်တမမီတို့လိုက်ဆိုမယ်နော်လိုက်ကြည့်မယ်အရင်ဆုံးလိုက်ကြည့်ပါအာယာအောယောအိုယိုဦးယူအီအေယေအေယေဝါဝေဝေဝောဝေဝီဝီရမလားအဲ့လိုဆိုမယ်နော်အဲ့လိုဆိုမယ်ဆိုလို့ရှိရင်ပို့ပြီးမှမမိလဲမှာဖြစ်ပါတယ်နောက်တစ်ခါဆမ်ဆိုပြမယ်အာယာအောယောအိုယိုဦးယူအီအေယေအေယေဝါဝေဝေဝောဝေဝီဝီဟုတ်ပါပြီဒီမှာကြည့်အောင်အတန်ထွက်တူတာတွေများတယ်နော်ဒါဆိုရင်အရှိမဆမ်တင်ခဲ့တယ်လို့ပဲအတန်ထွက်တွေတူပေမဲ့လည်းမတူအောင်မှတ်လို့ရအောင်ဒီမြန်မာစာနဲ့မှတ်ခိုင်းထားတယ်နော်အဲ့တော့အဲ့ဒါကိုဒီမှာလဲဝဲဒါလဲဝဲဒါကဘာလဲဒါလဲဝဲအဲ့တော့ဒီ၃ခုကိုအဓိကအဖြစ်မြန်မာအတန်ထွက်နဲ့ခွဲခြားပြီးမှမှတ်ပေးပါအတန်ထွက်ကတော့စင်တယ်နော်တူတယ်ပေါ့နော်အတန်ထွက်တူတယ်ဒါပေမဲ့ဒီစလုံးတွေပေါင်းတဲ့ချိန်မှာပဲဒီအတိတ်ပဲကွဲသွားတာဖြစ်လို့မြန်မာအတန်ထွက်နဲ့ကွဲခြားအောင်မှတ်ပြီးတော့လိုက်မှတ်ပါနောက်တစ်ခေါက်လိုက်ဆိုမယ်အာယာအောယောအိုယိုဦးယူအီအေယေအေယေဝါဝေဝေဝောဝေဝီဝီရမလားအဲ့လိုပဲဆိုမယ်နော်ဒါဆိုရင်တမမီတို့ကဒီဟာကိုတချင်းလေးနဲ့တက်ခါဆိုမယ်ဆိုလို့ရှိရင်မမိသွားမယ်လို့ဆမ်ကယုံကြည်ပါတယ်အတန်ထွက်တူတာလေးတွေရှိပေမဲ့လည်းယောဂီတို့ဝဲယောဂီတို့ဝဲယောဂီတို့ဝဲဘာဖြစ်လို့အတန်ထွက်တူလဲဆမ်လည်းမသိဘူးဒါပေမဲ့တမမီလေးတို့ကခုနဆမ်ပြောသလိုမျိုးမှတ်ပေးပါနော်
Okay ဒါဆိုလို့ရှိရင်နောက်ထပ်ဆက်သွားမှာဖြစ်ပါတယ်